mobile တွင်ရောင်းချလိုက်သည့် voucher များကို print ထုတ်မည်ဆိုပါကဥစွာပထမ printer setting ကိုပြုပြင်ပေးရပါမည် printer setting ပြုပြင်မည်ဆိုပါက sidebar menu ကိုနှိပ်ပါ setting ကိုနှိပ်ပါပြီးရင် printer setting ကိုနှိပ်ပါအသုံးပြုမည် printer အမျိုးအစားကိုရွေးချယ်ပေးပါ Nova printer နဲ့ Bluetooth printer ကိုရွေးရှိပါသည် Nova printer နဲ့ပတ်သက်၍ချိတ်ဆက်နည်းကိုရှင်းပြပါမည် Nova printer ကိုရွေးချယ်ပေးပါ printer URL နေနေရာတွင် printer ၏ IP address ကိုထည့်သွင်းပေးပါပြီးရင် submit ကိုနှိပ်ပါ submit ကိုနှိပ်ပြီးပါကစတင်ရင် Nova printer ဖြင့် print ထုတ်ပေးနိုင်ပါသည် Bluetooth printer ကိုချိတ်ဆက်မည်ဆိုပါက printer setting ကိုနှိပ်ပါ Select printer type တွင် Bluetooth printer ကိုရွေးချယ်ပေးပါ printer URL နေနေရာတွင် Bluetooth printer ၏ အမည်ကိုထည့်ပေးပါပြီးရင် submit ကိုနှိပ်ပါ submit ကိုနှိပ်ပြီးပါကစတင်ရင် print ထုတ်ရအသုံးပြုနိုင်ပါသည်